တက်ချက်မာတင်ကဘုံကိုလက်နဲ့သွားထိမိရကနေထူးဆန်းတဲ့အချက်တစ်ခုကိုတွေ့သွားပါတယ်တတန်အနှစ်80ရှိပြီဖြစ်တဲ့ဘုံကြီးကအချို့နေရာတွေမှာတန်ကြီးမတက်ပေအစ်စ်အတိုင်းဖြစ်နေတာပါဝေကတော့ဒါတဘာဝအတိုင်းထိမ့်သိမ့်ရုံပဲလို့ပြောပြီးတန်လိုက်နိုင်ရက်ကလေးကိုတုံးပြီးဘုံရဲ့နိုင်ရန်တရာကိုခိတ္တရထန်သွားလိုက်ပါတယ်ဒါပေမဲ့မိနစ်ပိုင်းအကြာမှာပဲနိုင်ရက်ကလေးချို့ယွင်းပြီးဘုံကပြန်ပြေးလာတာကြောင့်စစ်သားတွေကိုထွက်ပြေးရပါတယ်ဝေကတော့မပြေးစလက်တံကိုလုံးဘူးနဲ့ဖောက်ပြီးရန်တရာကိုပိတ်ဆို့ဖို့အသက်ဆုံးပြီးကြိုးစားပါတယ်ဒီအချိန်မှာပဲရဲစခန်းကအပူလိုင်းပြတဲ့ရုံကနေဘာနာမှာထူးဆန်းတဲ့အပူလိုင်းတစ်ခုကိုတွေ့သွားပြီးရဲမှုကြီးစုဆန္ဒကဝေကိုအလုတ်ကစ်တာရပ်ဖို့လှမ်းပြောပါတယ်ရဲတွေဖန်ဖက်ကိုလာနေပြီဖြစ်လို့ကိုရီလက်စ်တို့အဖွဲ့လေးညီစပိတ်ပြီးအမြန်ဆုံးတစ်တာတွေကိုပိတ်ဆို့ကထွက်ပြေးရပါတော့တယ်ကိုရီလက်စ်ကလမ်းကြားထဲမှာရဲတွေနဲ့တူလို့သူ့အဖွဲ့ကိုမြန်မြန်လှုပ်ဖို့လှမ်းပြောခဲ့ပါတယ်ကန်ဆိုးကျင်တော့စောင်းလို့ရေးခွင်မှာဝီယူတယောက်စနက်တံကိုဖောက်နေတော့ဘုံကရုတ်တရက်အတန်တိတ်သွားပြီးဝုန်းခနဲ့ပြင်းထန်စွာပေါက်ခွဲသွားပါတော့တယ်ပြင်းထန်တဲ့တုံခါမှုလိုင်းတွေကြောင့် drone တွေပြက်ကျကုန်ပြီးဘုံမူဝီနဲ့စစ်သားတအုပ်တန်ရာရသွားခဲ့ပါတယ်ကန်ကောင်းတာကပိတ်ဆို့ area အတွင်းမှာပဲပေါက်ခွဲသွားတာမို့အရက်သားတွေထိခိုက်မှုမရှိခဲ့ပါဘူးဗန်ဘက်မှာတော့ရဲတွေကလမ်းကြားထဲမှာလေးကျသွားပြီးစစ်ကူတောင်းနေရပါတယ်တပြားအဖွဲ့သားတွေကတော့အစီအစဉ်တိုင်းလမ်းခွဲထွက်ပြေးကြတာပေါ့ကိုရီလက်စ်တို့ကအမိုးပေါ်ကနေ drone တွေနဲ့လူရက်လာတဲ့တစ်တာတွေကိုလွှတ်တင်ပြီးတစ်ဖက်က